မင်္ဂလာပါဒီနေ့ Yumi Night Cream လေးထပ်ပေါက်ပါမယ်ဒီပုံလေးကတော့အရင်ကဖြစ်ခဲ့တဲ့ဝက်ရှန်တွေရဲ့မျက်နှာလေးပါနော်တဖြည်းဖြည်းနဲ့အချိန်တစ်ခုပေးပြီးကုသမယ်ဆိုလို့ရှိရင်တော့စကင်ကဲပေးမယ် Night Cream လေးကိုပုံမှန်ကဲမယ်အဓိကမျက်နှာသစ်အဓိကမျက်နှာတုပ်ပွားမျက်နှာတုပ်ပွားမသုံးဘဲနဲ့တီချူးလေးသုံးပေါ့နော်အဲ့လိုမျိုးလေးတေချာကဲလုပ်ပေးမယ်ဆိုရင်တော့တက်တာပြောက်ကင်းစီပါတယ်အစားလေးလည်းခြောင်ရမယ်ပေါ့နော်ဒါကတော့ Yumi Moisturizer Night Cream လေးပေါ့နော်ဒါလေးကိုညစဉ်သုံးမယ်ဆိုလို့ရှိရင်မနေ့ကကျရင်အသားလေးကိုကြည်ပြီးတော့ဒီမျက်ဝန်းညိုရာလေးလည်းတက်တာစီတယ်ဒါပေမဲ့တခုရှိတာကမျက်နှာလေးကကြည်လာပြီးတော့လေဘင်းမှာမဲနေမှာဆိုလို့ night cream လိမ့်ပြီးတော့ပူတာလေးကိုတော့လေဘင်းလေးကိုသုံးပေးပါနော်ဒါလေးကအနံ့လေးကတင်းတင်းလေးပြီးတော့ဒီ Yumi Night Cream လေးကိုသုံးထားမယ်ဆိုလို့ရှိရင်မနေ့ကြလို့ရှိရင်လေမျက်နှာလေးကကြည်ဆိုနေရောဘာလေးလိမ့်ပေါ့နော်မျက်နှာအီလေးဆိုတဲ့ဟာကိုခံစားရစီပါတယ်ရှင်